တမိုင်းဆိုတာအတိတ်မှာကြံခဲ့တဲ့အရာတွေတင်မဟုတ်ပါဘူးဒီနေ့ကျွန်တော်တို့ပြောပြသွားမှာကတော့မြမသမိုင်းရဲ့အလဲအပြောင်းအကြီးမားဆုံးအချိန်တစ်ခုရောက်မှာ1952ခုနှစ်အင်းဝနေပြီးတော့ပြည့်သွင်းသွားတဲ့အချိန်မှာမြမနိုင်ငံဟာအစိမ့်စိမ့်အမွှားမွှားကွဲအပ်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာလူတွေကမျောလင့်ချက်ကုံစုံနေကြတာပါဒါပေမဲ့ရွာသူကြီးတယောက်ကတော့အဲ့ဒီလိုမတွေးခဲ့ပါဘူးသူကတော့တတိယမြန်မာနိုင်ငံတော်ကြီးကိုတည်ထောင်ခဲ့တဲ့အလောင်းမင်းတရားကြီးဦးအောင်စေရပါမိုးဆိုးဖို့ဆိုတဲ့ရွာငယ်လေးကနေစော့ကျင်ပြီးရန်သူတွေကိုတစ်ခုပြီးတစ်ခုဘယ်လိုနှိမ်နှင်းခဲ့တယ်လဲဆိုတာကတကယ်ကိုစိတ်လှုပ်ရှားစရာပါသူရဲ့အောင်မြင်မှုဟာလက်နက်အင်အားထက်စီယုံရေးအင်အားပေါ်မှာပုံမူတည်ပါတယ်သူဟာပြန်ကျဲနေတဲ့စစ်တီကြီးကိုစူးစီးခဲ့တဲ့ပြည်သူတွေရဲ့ယုံကြည်မှုကိုရယူခဲ့တဲ့သူ့ရဲ့စစ်တီနှင်အပြူဟာဒီနေ့ခေတ်အထိလေ့လာရလောက်အောင်ကိုနည်းနေပါတယ်ဒါတင်မကသေးပါဘူးဒီနေ့ခေတ်ကဘာတီရန်ကုန်မြို့ကိုရန်ခတ်သိမ်းငင်းစေတော်ဆိုတဲ့အတိတ်ပဲနဲ့ရန်ကုန်လို့အမည်ပေးခဲ့တာဟာလေသူပါပဲတမိုင်းကိုဖြန့်ကြည့်ရင်ကျွန်တော်တို့သိနိုင်တာကခေါင်းဆောင်ခေါင်းတယောက်ရဲ့ဆုံးဖြတ်ချက်ဟာတိုင်းပြည်တစ်ခုရဲ့ကံကြမ္မာကိုပြောင်းလဲပြနိုင်တယ်ဆိုတာပါပဲဒီလိုစိတ်ဝင်စားစရာကောင်းတဲ့မြန်မာတမိုင်းကြောင်းတွေကိုထပ်သိချင်ရင်တော့ like နဲ့ follow လုပ်ထားဖို့မမေ့နဲ့ဘူးနော်